အတွက်ရှေ့ခေတ်မိခတ်တနက်ရဲ့ကြီးစံအလုံးတွေကသူ့အပေါ်မထိရောက်ပဲအားလုံးကပြန်ကန်ထွက်သွားခဲ့ပါတယ်။သူ့ကိုယ်သူပင်လယ်ဓမြဘရင်ဖြစ်လာမဲ့သူလို့ပါကြီးကြီးကျယ်ကျယ်တွေပြောနေတဲ့အတွက်ကျန်တဲ့သူတွေကအံ့ဩနေကြပြီမဲ့ခိုဘီကတော့လူဖီတာဆိုရင် One Piece ရတနာကိုအရယူနိုင်မှာဖြစ်တဲ့အကြောင်းထောက်ခံလိုက်ပါတယ်။လူဖီယူလာပေးတဲ့ဓာတ်တွေအကုန်လုံးကဇိုရိုရဲ့လက်နက်တွေဖြစ်နေပြီးသူကဓာတ်သုံးမျိုးစတိုင်ကိုသုံးတာဖြစ်တဲ့အကြောင်းနဲ့မြောက်မသားကလည်းသူနဲ့အတူအစိုးရကိုပုံကန်တဲ့ကောင်လုံးမလားဒီနေရာမှာရေတက်ကတတ်တာခံမလားရွေးခိုင်းနေတဲ့အတွက်မတက်နိုင်တဲ့အစုံဇိုရိုလည်းလူဖီစီမှာပင်လယ်ဓမြလုပ်ဖို့လက်ခံလိုက်ရပါတယ်။ကြီးစံတွေတောင်ပြန်ကန်ထွက်လာတဲ့ကောက်ရုပ်အထုပ်ကောင်ကနတ်ဆိုးတစ်တီကိုစားထားတာဖြစ်ပြီးသမုတ်တရားရဲ့ရတနာလို့တင်စားကြတဲ့အဲ့ဒီအတီကိုစားမိတဲ့သူကရေလိုင်းကြီးတွေဖြစ်အောင်လုပ်နိုင်တာမိမုံနိုင်တာလိုမျိုးတဘာဝလုံးစွမ်းအားတွေရနိုင်တဲ့အကြောင်းမော်ဂန်ကပြောပြလိုက်ပါတယ်ကဘာပေါ်မှာအဲ့လိုအသီးတွေအများကြီးရှိရလို့ကောလာဟလာတွေရှိပေမဲ့ဘသူမှတေချာမသိပဲ Grand Line လို့နေရာမျိုးမှာပဲတွေ့ရတတ်တာဖြစ်လို့အဲ့လိုကောင်ကိုအရှင်ထားမဲ့အစားတနက်နဲ့ပြစ်မရရင်ဓာတ်နဲ့ခုတ်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့အချိန်ကြီးတောင်ညံကြီးချင်းလူဖီကကြိုးပြလို့မရသေးပဲသူ့လုံးမှာပိုတောင်တင်းသွားတာကြောင့်တိုင်ပတ်နေပြီးကန်ကောင်းထောင်းမဆောင်နေပဲရေတက်သားတွေအနားရောက်လာတဲ့အချိန်ဇိုရိုကကွက်တိသူ့ရဲ့ဓာတ်တွေကိုထုတ်နိုင်လိုက်ပါတယ်အရှိပင်လေရဲ့အကြော်ကြားဆုံးဓာတ်သမားတယောက်ဖြစ်နေရကြောင်းရေတက်သားတွေလည်းလှုပ်တောင်မလှုပ်ရဲကြပဲဇိုရိုကသူ့အနေနဲ့ပင်လေသမားလုံးမယ်လို့ဂတိပေးလိုက်ပေမဲ့သူ့ရဲ့ရီမန်းချက်ဖြစ်တဲ့ကမ္ဘာအတော်ဆုံးဓာတ်သမားဖြစ်ရမယ်ဆိုတဲ့ကိစ္စကိုနှောင့်နှင်းစေရင်တော့လူဖီကိုယ်တိုင်သူ့ကိုတောင်းပန်ရမယ်လို့ပြောထားလိုက်ပါတယ်လူဖီကလည်းပင်လေသမားဘရင်ဖြစ်လာမယ်သူ့ရဲ့အဖွဲ့မှာကမ္ဘာအတော်ဆုံးဓာတ်သမားတယောက်ရှိတဲ့အကြောင်းကြီးကြီးကျယ်ကျယ်တွေပြန်ပြောလိုက်ပြီးဂေါ်မူတို့ whip ဆိုတဲ့ကြာဖို့တိုက်ကွက်နဲ့ရေတက်ကကောင်တွေကိုအမှောက်သိမ်းပြလိုက်ပါတယ်နတ်ဆိုးတစ်တီစားထားတဲ့သူတယောက်နဲ့ပင်လယ်သမားမုတ်ဆိုးဇိုရိုကိုလုံးဝမရှင်းနိုင်တဲ့ရေတက်သားတွေလည်းကြောက်လန့်နေကြပေမဲ့နောက်ဆုံးတစ်ကောင်မှန်တယ်များတပ်ပြစ်မယ်ဆိုတဲ့မော်ဂန်ရဲ့အမိန့်ကိုလည်းမလွန်ဆန်ရဲကြပဲတိုင်ပတ်နေတဲ့အချိန်လူဖီကကပတိန်မော်ဂန်စီကိုဥတီတိုက်ခိုက်လိုက်ပါတယ်ရေတက်ရဲ့ကပတိန်ပစိန်နဲ့မော်ဂန်လည်းသူ့ရဲ့အားပြင်းတဲ့ခုတ်ချက်တွေနဲ့ပြန်တိုက်ပေမဲ့လူဖီလိုငချွတ်လေးကတောက်ခွက်အပြဲသားနဲ့မျက်နှာတွေကြီးကန်နေရကိုရေတက်သားတွေလည်းမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်ဟမ်မပိုးကခိုဘီကိုတန်းတန်းထောက်ပြီးရခိုင်းနေရတော့လူဖီကတော့ဂယုမဆိုင်ပဲမော်ဂန်ကိုပဲ့ပဲနဲ့တမနေပြီးလူဖီရဲ့စိတ်သက်ကိုတိနေတဲ့ခိုဘီကလည်းသူ့တေးရင်တေးပါစီဆက်လုပ်ဖို့အော်ပြောလိုက်ပါတယ်ဟဲ့မဖို့တကယ်မလုံရဲဘူးဆိုတာသိရဲ့လူဖီကလေသူ့ရဲ့လက်သီးကိုပြင်လိုက်ပြီးနောက်ကပြန်ထလာတဲ့မော်ဂန်ရဲ့တိုက်ခွက်ကိုတောင်လုံးဝဂယုမဆိုင်ပဲဇိုရိုကသူ့ရဲ့ကပတိန်ကိုလုံးဝအထိခံမှာမဟုတ်ဘူးဆိုတာကိုလူဖီကသိနေပြီးသားဖြစ်ပါတယ်နမဲဆိုးနဲ့ကြော်ကြတဲ့ပစိန်နဲ့မော်ဂန်ကိုနှိမ်နှင်းလိုက်ကြတာကြောင့်ပြဿနာတက်ပြီလို့ထင်လိုက်ကြပေမဲ့ရေသက်သားတွေအားလုံးကအမြဲဘူချနှိမ့်ဆက်နေတဲ့ကပတိန်မော်ဂန်အဆုံးသတ်သွားတဲ့အကြောင်းပို့ပြီးတောင်ပျော်နေကြတာကိုတွေ့လိုက်ရပါတယ်US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်မော်ဂန်ရဲ့ရုံငန်းထဲမှာတော့တခိုးမလေးကရှိသမျှပစ္စည်းတွေကိုလှန်လို့ရှာရင်မိကန်တစ်တာထဲမှာသူလိုချင်တဲ့ Grand Line မြေပုံကိုတွေ့သွားပေမဲ့မြေပုံဟုတ်မနေပဲဘက်ဂီဆိုတဲ့ပင်လယ်ဓမြကသူယူသွားတယ်လို့ရေးထားခဲ့တာကိုမြင်လိုက်ရပါတယ်မသိမျိုးဘက်ဂီလို့ကြော်ကြားတဲ့ပင်လယ်ဓမြကပတိန်တယောက်ကယူသွားတာဖြစ်လို့ဘာမှမတတ်နိုင်တော့ပဲဇိုရိုကတော့၃ဘက်လောက်ဘာမှမစားခဲ့ရတာကြောင့်ရီကာဒိုဆိုင်မှာဘိုက်ခွင်းနဲ့အောင်ကြိတ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မြောက်မသားကသူ့ထက်နှစ်ဆလောက်ပိုစားနေတာဖြစ်ပြီးသူတို့တွေကအဖိနှိတ်ခံဒီမျိုးကိုမော်ဂန်ရဲ့လက်ထက်ကနေကယ်လိုက်တာဖြစ်လို့အားလုံးကလည်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်ပင်လယ်ဓမြဘရင်လုံးမဲ့လူဖီစီမှာနောက်လိုက်တွေအများကြီးရှိနေလိမ့်မယ်လို့ဇိုရိုကထင်ခဲ့ပေမဲ့တောက်ကျိုးနဲ့သူကပထမဆုံးအဖွဲ့ဝင်ဖြစ်နေပြီးတင်းမောကပါဖင်ထိုင်ရုံလောက်ပဲကျဲတာကိုတွေ့လိုက်ရပါတယ်လူဖီကတော့သူ့သားတင်းမောအကြီးကြီးရလာတဲ့အချိန်ကျရင်ပင်လယ်ဓမြအလံတစ်ခုလည်းလိုချင်တဲ့အကြောင်းပြောနေပေမဲ့အဲအတွက်တော့မြောက်မသားမှာဘာအစီအစဉ်မှရှိမနေတာကိုသိလိုက်ရတဲ့ဆိုလို့လေသူ့ရဲ့တောက်ကျိုးနဲ့ကပတိန်ဘလောက်ပိန်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်လူဖီကတော့သူတို့နှစ်ယောက်အဲ့လီလေးနဲ့ Grand Line ကိုပါရအောင်သွားမယ်လို့ပြောနေရကြောင်းကဘာပေါ်ကပင်လယ်ကြီးနှစ်ခုကိုပိုင်းခြားထားတဲ့ကုန်းမြေ Red Line ကိုဒေါင်လိုက်အနေထားနဲ့တကဘာလုံးကိုဖျက်သွားတဲ့ Grand Line ဆိုတာကပင်လယ်သမားဘရင်ကြီးဂိုးရော်ဂျာ One Piece ကိုထားခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကဘာတဝမ်းကရှိသမျှအကျန်းတန်းဆုံးရာဇဝတ်သားတွေကတော့ပင်လယ်သမားတင်းချိုင်းလို့တင်စားရတာဖြစ်တဲ့အကြောင်းခိုဘီကပြောပြလိုက်ပါတယ်Grand Line ကိုဝင်သွားတဲ့သူမှန်သမျှဘသူမှအသက်ရှင်လျက်နဲ့ပြန်မထွက်လာနိုင်ဘူးလို့လဲကောလာဟာလာတွေရှိရတဲ့အတွက်မသွားစေချင်ကြပေမဲ့လူဖီကတော့ One Piece တာရှိနေရင်ဘယ်နေရာပဲဖြစ်ဖြစ်သွားဖို့ဆုံးဖြတ်ထားတာကြောင့်ဇိုရိုလည်းသူ့ကပတိန်ရဲ့ဆန္ဒအတိုင်းသဘောတူလိုက်ရပါတယ်ခိုဘီကတော့တိတာတိတ်မကြသေးပေမဲ့သူလေးစားရတဲ့တငယ်ချင်းလူဖီကိုစိတ်ပူနေရဖြစ်ပြီးငငယ်တွေကသူ့မှာတငယ်ချင်းဆိုလို့မရှိပဲပြောညံ့တဲ့ကောင်ဖြစ်လို့ဘသူမှလည်းကာကွယ်မပေးချင်ကြပေမဲ့လူဖီနဲ့ဆိုလိုကသာသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲဖို့ယုံကြည်ချက်ရှိလာစေတာဖြစ်တဲ့အကြောင်းနဲ့ရေတက်ထဲကိုလည်းဝင်ဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ခိုဘီကအေဗီဒါရဲ့တင်မောပေါ်မှာ2နှစ်လောက်နေခဲ့တာဖြစ်လို့ရေတက်ရဲ့ထောက်လန်းရေးတွေကလည်းခိုဘီကပင်လယ်သမားတင်မောသားဖြစ်တောက်တော့မရလောက်ခဲ့တဲ့ဆိုတာသိနေလောက်တဲ့အကြောင်းနဲ့အဲ့ဒါကြောင့်လည်းသူတို့တက်ထဲကိုဝင်ပေးမှာမဟုတ်ဘူးလို့ဇိုရိုကသတိပေးလိုက်ပါတယ်အဲ့အချိန်မှာရေတက်သားတွေရောက်လာကြပြီးသူတို့မျိုးနဲ့ရေတက်စကန်ကိုလူရန်ကမော်ဂန်ရဲ့လက်ထဲကနေကယ်ပေးလိုက်တဲ့အတွက်ကျေးဇူးတင်မိမဲ့သူတို့ရဲ့ရန်သူပင်လယ်သမားတွေဖြစ်နေရကြောင်းရေတက်ရဲ့အမည်နာမအရလှုပ်ထားပေးလို့မရပဲဒီမျိုးကနေချက်ချင်းထွက်သွားဖို့လာပြောခဲ့ပါတယ်မျိုးသူမျိုးသားတွေကလည်းသူတို့ရဲ့ကျေးဇူးရှင်ကိုအဲ့လိုမလုပ်ချင်ကြပေမဲ့လက်ရှိအခြေအနေကိုနားလဲတဲ့လူဖီကချက်ချင်းထွက်သွားဖို့ပြင်ဆင်လိုက်ပြီးခိုဘီကသူ့ရဲ့အဖွဲသားမဟုတ်ပေမဲ့သူ့အခုအချိန်ထိဘာတွေလုပ်ခဲ့လဲဆိုတာသိရလို့လူဖီကရေတက်ရှိမှပြောပြလိုက်ပါတယ်အရန်ဝါတဲ့ရုပ်ဆိုးဆိုးပင်လယ်သမားမကြီးတယောက်ရှိတဲ့အကြောင်းမှာအစချီနေတဲ့အတွက်အဲအကြောင်းရေတက်ကတာတီသွားရင်ဝင်မရတော့မှာကိုစိတ်ပူတဲ့ခိုဘီကလည်းလူဖီစကားဆက်မပြောခင်မျက်နှာကိုထိုးချလိုက်ပါတယ်လူဖီကလည်းခိုဘီကိုလုံးဝမညပဲပြန်တီးနေရကြောင်းလက်မလုံနေဇိုရိုကဝင်တားလိုက်ပြီးအဲ့လောက်ရဲရဲဆက်ဆက်ထိုးချိတ်နေတဲ့အတွက်သူတို့ကတဖွဲ့တည်းမဟုတ်ဘူးဆိုတာကိုရေတက်သားတွေလည်းယုံသွားခဲ့ပါတယ်အဲ့အချိန်ကျမှခိုဘီလည်းလူဖီကသူ့အတွက်တမင်ဒေါသကိုစွပေးခဲ့တာမှသဘောပေါက်သွားခဲ့ပြီးနောက်ဆုံးအချိန်ထိတောင်သူ့လိုငတုံးတကောင်ကိုဂယုစိုက်ပေးနေသေးတာကြောင့်လူဖီဖြစ်စေချင်တဲ့အတိုင်းသူ့ကိုရေတက်ထဲဝင်ပေးဖို့ချက်ချင်းတောင်းဆိုလိုက်ပါတယ်ရေတက်သားဖြစ်ရမယ်ဆိုရင်တောက်တော့မရမကားလို့ဘာပဲဖြစ်ဖြစ်လုံနိုင်တဲ့အကြောင်းနဲ့တနေ့ကျရင်ရေတက်ရဲ့အရာရှိတယောက်ဖြစ်လာရမယ်လို့ပါထပ်ပြောလိုက်တဲ့အတွက်ဘိုးကြီးလည်းမငင်းတာတော့ပဲရေတက်ကိုပေါ်သေးသေးမှတ်ဖို့ပြောရင်ဝင်ခွင့်ပြုလိုက်ပါတယ်
စိတ်ကမ်းမှာတော့တခိုးမလေးကဘက်ကီပင်လယ်တများနောက်ကိုလိုက်ဖို့ပြင်ဆင်နေပြီးသူ့ကပတိန်အကြောင်းခဏလေးနဲ့ကောင်းကောင်းသိရဲ့ဆိုလိုကလည်းလူဖီဘာလို့အဲ့လိုတရုတ်ဆောင်ဝင်လဲဆိုတာကိုသိနေပြီးသားဖြစ်ပါတယ်သူတို့ထွက်သွားကနီးမှာရေတပ်သားခုတ်ပြီးနဲ့ရီကာဒိုကကျေးဇူးတင်စကားလာပြောခဲ့ပြီးပင်လယ်တများဖြစ်နေရင်တောင်လေးစားတဲ့သူတွေမို့လို့ရေတပ်သားတွေကလည်းနောက်ဆုံးအကြိမ်အဖြစ်လာရောက်အလေးပြုနှုတ်ဆက်လိုက်ပါတယ်တကယ်တော့ရေတပ်ဗိုလ်ကြီးကလည်းအကြောင်းဆုံးကိုသိနေရဖြစ်ပေမဲ့လူဖီလိုတငယ်ချင်းကောက်ရထားတဲ့ခိုဘီရဲ့စိတ်သက်ကိုလေးစားလို့ဝင်ခွင့်ပြုခဲ့တာဖြစ်တဲ့အပြင်ပင်လယ်တများတွေကိုအလေးပြုမိရဲ့သူတို့ကိုယ်တိုင်လည်းအပြစ်ပေးတဲ့အနေနဲ့3ရက်လောက်အစာမစားဖို့အမိန့်ချမှတ်လိုက်ပါတယ်ပင်လယ်တများနဲ့ရေတပ်သားဆုပ်ပြီးကွဲသွားရင်တောင်ခိုဘီကတော့လူဖီကိုတစ်ချိန်ချိန်တနေရမှာပြန်တွေ့ချင်တဲ့အကြောင်းတွေးနေမိပြီးအသစ်ဆက်ဆက်2ယောက်တည်းရှိတဲ့ပင်လယ်တများအဖွဲ့ကလည်းကမ်းမမြင့်လမ်းမမြင့်နေရသည့်သူတို့ရဲ့အိမ်မက်တွေအတွက်ရွှတ်လင့်လာခဲ့ကြပါတယ်လူဖီကသူတနေ့ကျရင်ပင်လယ်တများဘရင်ဖြစ်စေရမယ်လို့လူတရက်ကိုဂတိပေးထားတဲ့အကြောင်းနဲ့ကမ္ဘာအဖိုးတန်ဆုံးရတနာ One Piece ကိုရအောင်ရှာမဲ့ပြင်အရန်လန်းတဲ့အဖွဲ့သားတွေနဲ့အတူသူ့ရဲ့အိမ်မက်ကိုဖြစ်အောင်လုပ်ချင်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပင်လယ်ထဲကတနေရာမှာတော့ရတနာတွေတက်ယူလာတဲ့ကပတိန်ဘက်ကီအဖွဲ့တွေကဓမြ3ယောက်ရှိနေပြီးအနားမှာလည်းစေတစီနဲ့မျောလာတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်စားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲပြီးထင်းနေတဲ့ကောင်တွေလည်းကောင်မလေးနဲ့အတူပါလာတဲ့ရတနာတစ်တာကိုအငမ်းမရသွားကြည့်နေကြတဲ့အချိန်မှာသူတို့ရဲ့တကယ်ရတနာတွေပါတဲ့လှေကိုတော့တခိုးမလေးကအလစ်တုတ်သွားခဲ့ပြီဖြစ်ပါတယ်။ကောင်မလေးကယာတီဥတုအခြေအနေကိုတိမ်တွေကြည့်ုံနဲ့တင်ပြောနိုင်နေသူဖြစ်လို့တိတ်မကြခင်မုံတိုင်းထမ်းတော်မဲ့အကြောင်းမှသတိပေးခဲ့လိုက်ပြီးဘက်ကီရဲ့လှေကိုတော့ပါပါနန်းနန်းနဲ့ယူသွားခဲ့တာ